မိန်းကလေးကအခန်းထဲကိုဝင်လိုက်ချင်းပဲအစွမ်းထက် CEO တယောက်ကိုတန်ကြီးများနဲ့ချီနှောင်ထားတာကိုတွေ့လိုက်ရပါတယ်။သူ့မျက်လုံးနှလုံးလုံးညီရဲနေပြီးလက်တွေကိုလည်းတန်ကြီးအီးတွေနဲ့ချီထားခဲ့ပါတယ်။ဒါပေမဲ့မိန်းကလေးကလုံးဝမကြောက်ပါဘူး။သူမကဖြည်းဖြည်းချင်းရှေ့ကိုလှမ်းသွားပြီး CEO ရဲ့မျက်နှာကိုလက်နဲ့ထိလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲ CEO ကတန်ကြီးတွေကိုတခါတည်းချိုးဖျက်လိုက်ပြီးမိန်းကလေးရဲ့လဲပင်ကိုဖမ်းဆုပ်လိုက်ပါတယ်။ဒါကိုမြင်တဲ့လူအားလုံးကြောက်လန့်သွားပြီးမိန်းကလေးကို CEO နဲ့ဝေးဝေးနေရန်ချက်ချင်းအမိန့်ပေးလိုက်ကြပါတယ်။ဒါပေမဲ့သူမကဘသူစကားကိုမနာလိုက်ပါဘူး။ CEO ကိုပုံမှန်အခြေအနေပြန်ရအောင်လုပ်နိုင်သူကသူမတယောက်တည်းပဲဆိုတာသူမကသာသိထားခဲ့တာကြောင့်ပါ။အမှန်တကယ်တော့သူမရဲ့အရင်ဘဝမှာမိန်းကလေးကထူးဆန်းပြီးလူဝက်ဆန်းကျယ်တဲ့နီလာနဲ့သေဆုံးခဲ့ရပါတယ်။ဘသူကတတ်ခဲ့တယ်ဆိုတာကိုတော့ဘသူမှမဖော်ထုတ်နိုင်ခဲ့ပါဘူး။ဒီအကြောင်းအမှန်ကိုသိဖို့အတွက် CEO ကမြို့တစ်မြို့လုံးကိုပါထက်စီးပစ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့မိန်းကလေးရဲ့သေဆုံးမှုနောက်ွယ်မှာရှိတဲ့လူကသူမရဲ့ကိုယ်ပိုင်ဦးရေးထိနေတယ်ဆိုတာကို CEO ကသိလာခဲ့ပါတယ်။အရာအားလုံးရှင်းလင်းသွားတဲ့အခါ CEO ကအိမ်အလုပ်သမားတွေအားလုံးကိုအိမ်ကြီးထဲကထုတ်ပယ်လိုက်ပြီးအခန်းတစ်ခန်းလုံးကိုမိန်းကလေးအကြိုက်ဆုံးဖြစ်တဲ့အဖြူရောင်နှင်းစင်းမတွေနဲ့ပြည်နှံအောင်လုပ်လိုက်ပါတယ်။ပြီးတော့သူတို့နှစ်ယောက်ရဲ့လက်တွေကိုလက်ထိတ်နဲ့တွဲချီလိုက်ပြီးအခန်းတစ်ခန်းလုံးကိုမီးရှို့ပစ်လိုက်ပါတယ်။အဲ့ဒီမီးထဲမှာပဲ CEO ကိုလိုက်လဲလောင်ကျွမ်းပြီးတေဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့မိန်းကလေးရဲ့ဝိညာဉ်ကတော့အရာအားလုံးကိုအနီးကကြည့်နေခဲ့ပါတယ်။ CEO ရဲ့ချစ်ချင်းမြတ်တာကိုမြင်ပြီးနောက်ဘဝမှာသူမက CEO ကိုလူကောင်းတစ်ယောက်အဖြစ်ပြောင်းလဲပေးမယ်လို့တစ္ဆာပြုကတိထားလိုက်ပါတယ်။အဲ့ဒီလိုကတိထားလိုက်တဲ့ချက်ချင်းမှာပဲသူမရဲ့ဆန္ဒကပြည့်စုံသွားခဲ့ပါတယ်။မျက်လုံးဖွင့်လိုက်တဲ့အခါသူမအသက်ရှင်လျက်ရှိနေခဲ့ပြီးအဲ့ဒီနေ့ကလည်း CEO နဲ့မင်္ဂလာဆောင်ပြီးစီးခဲ့တဲ့နေ့ကနေ့ပဲဖြစ်နေခဲ့ပါတယ်။ဒီလိုအခြေအနေကိုမြင်ရတော့မင်းကလေးကယုံကြည်လို့မရနိုင်လောက်အောင်အံ့ဩသွားခဲ့ပါတယ်။ချက်ချင်းပဲ CEO ရဲ့အခန်းကိုပြေးသွားလိုက်တဲ့အခါအဲ့ဒီမှာသူကတကယ်ပဲရှိနေခဲ့ပြီးအရင်လိုပဲတန်ကြီးရင်းနဲ့ချီနှောင်ထားခြင်းခံနေရတာကိုတွေ့လိုက်ရပါတယ်။နောက်ထပ်ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကိုသိချင်ရင်ဆက်ပြီးစောင့်ကြည့်လိုက်ပါ။